သူတော်ဘာမတော်မလျော်တဲ့အမှုကိစ္စတွေသူတော်ဘာလှုပ်တယ်မလှုပ်ဘူးဆိုတာတွေကိုတွားပြီးတော့စိတ်ဝင်စားနေမကြည့်နဲ့သူများအပြစ်တွေကိုမမြင်နဲ့အတ္တနောဝအဝိခေယကတာနိအကတာနိစာကိုယ့်ရဲ့အလုတ်ကိုသာကိုလှုပ်မလှုပ်ကိုဖြစ်မဖြစ်ကိုသာကိုယ့်ကိုယ်သာအကျိုးအပြစ်စီစစ်ရမယ်ကိုယ့်ကိုယ်သာကြည့်ရှုရမယ်ဆိုတဲ့ဒီမြတ်စွာဘုရားရဲ့သွန်သင်ဆုံးမချက်အတိုင်းနေလို့ရှိရင်သူများကိုအပြစ်တင်ငြင်းညောက်ဖြစ်တဲ့အကုသိုလ်တွေကိုမှဖြစ်တော့ဘူးလေတချို့ကသူများတော့အပြစ်တင်လိုက်လို့ရှိရင်ထိုအပြစ်တင်ခံရတဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဖြစ်နေလို့ရှိရင်ကိုချိုးနေသွားကိုအပြစ်ကိုမကြည့်လို့အပြစ်တင်ခံရတဲ့ပုဂ္ဂိုလ်ကတကယ်သူတော်ကောင်းကိုလည်းတော့ပြင်းမှမိတတ်တယ်တခါကြတော့ကိုမကြိုက်တာကိုကြည့်ပြီးတော့တော့ပြီးတော့ပြင်းမှားတတ်တယ်အဲ့ဒါလို့ပြင်းမှားလိုက်တာနဲ့တပြိုင်နက်ကိုမှအပြစ်ကြီးတစ်ခုဖြစ်သွားဒီနေ့ဩဃတေနတထေဇနီးမောင်နှံအလောင်းများဆိုရင်ကြည့်လိုက်လမ်းမတွေ့တဲ့ပိစိကဗုဒ္ဓကိုသူတို့ပါလာတဲ့စာဝတ်တော်ဖွဲ့တွေလှူလိုက်တယ်လမ်းကြုံလို့သွေးထဲထည့်လှူလိုက်တယ်လှူပြီးတော့ဆူတောင်းတယ်အရှင်ဘုရားသိတဲ့တရားမျိုးသိရပါလို့ဤဆိုပိစိကဗုဒ္ဓကြည့်လိုက်တော့သူတို့ဆူတောင်းပြေးမယ်ဆိုတော့ပိစိကဗုဒ္ဓကဝမ်းသာအာရပြုံးလိုက်တာပြုံးလိုက်တော့အမျိုးသမီးကစပြီးပါပြောတော့အေးဟိုကိုရောကပြုံးနေတော့အနုပညာသမားနဲ့တူတယ်အနုပညာသမားတွေကလည်းပြုံးပြုံးလေးနေတတ်တဲ့ထမရဲ့တချင်းဆိုရင်ပြုံးနေကြတာဟုတ်တော့ဟုတ်လောက်တယ်နော်မပြုံးရင်လည်းပြုံးဆိုတာအခုခေတ်တော့အနောက်တိုင်းကဟာတွေလာဘယ်ဟာတွေတူခေါက်တဲ့သူမဲရွယ်ကြီးတွေဆိုတာလည်းတွေ့နေရတယ်ခါတယ်တချင်းဆိုတာကြည့်မကောင်းရှုမကောင်းမဲရွယ်ပြီးတော့ခါစားတာလားဘာလားမသိပါဘူးနော်ဟိုဗမာအငိမ့်နေပါလေကရင်တော့ပြုံးနဲ့ကတာတွေတွေ့ဘူးပါတယ်အခုအနောက်တိုင်းသချင်းတွေဆိုလို့ရှိရင်မျက်နှာကရှုံပွားပြီးတော့ခါတယ်စိတ်ခံစားချက်မှုပေါ်အောင်ဆိုရတာလားမသိဘူးဘာတွေဆိုရတော့မသိဘူးနားလည်းမလဲဘူးသို့တော့မျက်နှာအမူအရာကြည့်ရင်တော့ပြုံးတာမဟုတ်ဘူးသေချာနေတယ်ရှုံမဲ့ပြီးတော့ခါတယ်ကိုဆိုတာတော့တွေ့ရတယ်နော်အေးအဲ့ဒါလို့ဒီကိုယ်တော်ကပြုံးနေတော့တချင်းတယ်နဲ့တူတယ်ခုခေတ်တော့တချင်းတယ်လို့မခေါ်ဘူးပေါ့ဆိုတော့နော်ဆိုတော့နဲ့တူတယ်လို့ပြောလိုက်တယ်ယောက်ျားလုပ်တဲ့လူကလည်းအေးဟုတ်မှာပေါ့ကွာလို့ပြောတော့အဲ့ဒီလိုပိစိကဗုဒ္ဓမထေရမြတ်ကိုသွားပြီးတော့မနိုင်ရမယ့်ဟာသွားနိုင်လိုက်တဲ့အခါမှာဒီဩဃတေနဇနီးမောင်နှံဟာဩဃတေနကတထေသားဖြစ်တော့လေသူဇနီးကဒီကားချိတ်တဲ့အမျိုးသမီးသွားဖြစ်တယ်အဲ့တော့ကားချိတ်တဲ့အမျိုးသမီးကိုတွေ့ပြီးတထေသားကလည်းကားချိတ်တဲ့မှနောက်လိုက်သွားတယ်အဆင်မျိုးဖြစ်သွားတာထောက်ခံလိုက်တာနော်ထောက်ခံလိုက်တာနဲ့ပါသွားတယ်တထေသားကတထေအိမ်ပေါ်မနေရဘဲနဲ့ကားချိတ်တဲ့ဘဝရောက်သွားအဲ့ဒါသူတို့ဇလံမှာအဲ့လိုရှိအဲ့တော့သူများအပြစ်ကိုသွားကြည့်လိုက်တာသူများဟာကိုသွားကြည့်ပြီးတော့ကဲ့ရဲ့စကားပြောလိုက်လို့ရှိရင်ဒီလူတွေဖြစ်တတ်တယ်ဆိုတာလေသတိထားစရာပေါ့နော်အေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအခုဒီမှာနပရိသံဝီလောမာနိသူတစ်ပါးရဲ့မတော်မလျော်တဲ့ကိစ္စတွေကိုကြည့်မနေနဲ့နပရိသံကတကတံသူတစ်ပါးလှုပ်တာမလှုပ်တာမကြည့်နဲ့ဆိုလိုတာကတချို့ကတရားထုတ်တယ်ငါတို့ကတော့ဥပုံနေလဲဥဆောင်တယ်တို့ရထဲအားတွေတော့စောင့်မအောင်ဒီလိုဟာမျိုးပေါ့နော်သူများမစောင့်တာတော့ပြောငါတို့စခန်းဝင်တဲ့ဗဒနေရှိတို့ရထဲစခန်းဝင်တဲ့လူတယောက်မှမရှိဘူးဟောအဲ့ဒါလို့သူများကိုသွားမကြည့်လေနဲ့လို့သူတို့ဆိုလိုတယ်ပေါ့အတ္တနောဝအဝိခေယကတာနိအာကတာနိစာကိုလှုပ်တာဝဲကိုကြည့်ပြီးတော့ကိုပဲဆန်းစစ်ပါလို့မြတ်စွာဘုရားဟောတာနော်အဲ့ဒါဘာနဲ့ပတ်သက်ပြီးဟောတာတော့ဆိုတရားတရားရှိတဲ့ဥပဒကမကြီးတယောက်ဟာဘာသာအကြားအာဇီဝကတူကိုသားလို့ခင်မင်ပြီးတော့သူကပြုစုတယ်သူသားကဲ့သို့မွေးစားပြီးတော့ဘာသာကြားအာဇီဝကဆိုတာတက္ကရာအကျင့်တဲ့ပုဂ္ဂိုလ်ပေါ့နော်သူ့ကိုသားကဲ့သို့ပြုစုပြီးတော့နေတယ်တရားကြတော့မြတ်စွာဘုရားကြွလာတော့မြတ်စွာဘုရားတရားနာခြင်းတယ်
နာကျင်တော့သူကဖျားစီသွားမှစိုးရိမ်တော့အဲ့ဒီတက္ကရုံကကန့်ကွက်တယ်ကန့်ကွက်တော့အဲ့ဒီတက္ကမကြီးကသူ့သားလေးကိုလွတ်ပြီးတော့ကဲမြတ်စွာဘုရားကိုသွားပင်မှာအိမ်ကိုငါပင့်နေတယ်ဆိုဘုရားသွားပင့်တဲ့အခါမှာတက္ကရုံကအဲ့ဒီကလေးနဲ့တွေ့တယ်ကဘယ်သွားမလို့လဲဘုရားသွားပင့်မပင့်နဲ့ကွာဘုရားအတွက်ချက်ထတာငါတို့နှစ်ယောက်စားကြမယ်အဲ့ဒါလို့မပင့်အောင်ဖြတ်တယ်သို့တော့သွားပင့်တဲ့ကလေးကဟာအမေကိုကြောက်တယ်မလုပ်ရဘူးသူပင်ခိုင်းတာပင်ရမှာပဲဆိုတော့ပင်လို့မြတ်စွာဘုရားကြွလာတယ်ကသူကအကြံဉာဏ်ပေးလိုက်တယ်ဘယ်နာကဘယ်အိမ်ကဆိုတာမပြောခဲ့နဲ့ကွာဒီတိုင်းအဲ့တော့မလာတတ်ဘူးလိမ့်စာမပေးခဲ့နဲ့လို့ဆိုတယ်အဲ့လိုလိမ့်စာမပေးဘဲနဲ့လာပြန်တော့မြတ်စွာဘုရားမနေ့ကရောက်လာတယ်အိမ်ကိုလိမ့်စာမပေးလဲရောက်တာပဲရောက်လာတော့မှအဲ့ဒီမှာသူကအခန်းထဲမှာပုံနေပြီမြတ်စွာဘုရားကိုဆုံးမလှုပ်ကြွေးတက္ကမကြီးကတရားတရားနဲ့ဆွနေပါလေလှုပ်ကြွေးပြီးတရားနာသူကကြားနေတယ်တရားဟောတော့ဒီတရားမျိုးဟောနေလို့ရှင်တော့ဒီတက္ကမကြီးသူတော့ကြည်ညိုတော့မှမဟုတ်ဘူးဘုရားကိုပဲကြည်ညိုတော့မှဆိုပြီးအခန်းထဲကထွက်လာပြီးတော့အရှင်ဘုရားတဲ့ဒီတက္ကမကြီးကဘာမှသိတာမဟုတ်ဘူးရှင်ဘုရားတရားဟောမနေနဲ့အလကားပဲဝင်ပြီးတော့ပြောတယ်အဲ့ဒါလို့ပြောတဲ့အခါကျတော့ဒီတရားထဲမှာစိတ်မဖြောင်းတော့စိတ်မဖြောင်းတဲ့အခါမှာမြတ်စွာဘုရားကအဲ့ဒီဥပဒကမကြီးကိုဆုံးမတာဒီစကားနဲ့သူလှုပ်တာမလှုပ်တာသူပြောတာတွေကိုဂရုစိုက်မနေနဲ့နော်ကိုသာဂရုစိုက်ပြီးတော့ကြည်ကိုလှုပ်တာမလှုပ်တာပဲကြည်သူများကိုဂရုစိုက်ပြီးတော့ကြည်မနေနဲ့ကိုလန်းကိုကြည်သွားဆိုတဲ့ပုံစံမျိုးမြတ်စွာဘုရားဒီဆုံးမစကားကိုဟောကြားလိုက်တာဖြစ်တယ်အဲ့လိုဟောကြားလိုက်တဲ့အဆုံးမဥပဒကမကြီးကတရားဥတရားမြတ်ရသွားတယ်အဲ့ဒီဇလန်းလေးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဒီစကားကိုဟောတာဒါကြောင့်မို့ဘုန်းကြီးတို့တွေဟာဒီရှေးဆရာတော်ကြီးတွေကလည်းဒါကိုယူပြီးတော့ဆုံးမခဲ့တာဖြစ်လို့ဘုန်းကြီးတို့တွေနေနဲ့တန်တရားခရီးသွားရင်ဒီသူများအပြစ်ကိုမကြည့်နဲ့တရားပေါ်လမ်းလျှောက်လို့ရှိရင်လည်းပဲကိုလမ်းကိုကြည့်ရှောင်ချော်ကြလို့ရှိရင်ဒုက္ခရောက်နိုင်တယ်တန်တရားခရီးသွားတဲ့အခါမှာလည်းသူတို့ဘာအပြစ်တွေကိုမကြည့်နဲ့ကိုလမ်းကိုလျှောက်ပြီးကြည့်ရမယ်ဆိုတဲ့ဆုံးမသွန်သင်တဲ့စကားတွေဖြစ်ပေါ်လာတာဖြစ်တယ်ပေါ့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓဆုံးမတဲ့ဒီကိုချင်းတရားလူသဘာဝကိုဖော်ပြလို့ကာမဂုဏ်အာယုန်ဒီပေါ်မှာအာမရခင်သိပွဲဝင်ရတယ်ဆိုတဲ့သက်ရှိတရားဝါတွေရဲ့တတ္တလောကကြီးတစ်ခုရဲ့အဖြစ်သူများအပြစ်ကိုသာချိတတ်တဲ့လူသဘာဝမြတ်စွာဘုရားသူများအပြစ်မကြည့်ဘဲနဲ့ကိုယ့်အပြစ်ကိုချိရှားကြံကြည့်ဖို့ဆုံးမသွန်သင်တဲ့အဆုံးအမတွေကိုဘဝသင်္ကန်းစာအဖြစ်မှတ်ယူပြီးတော့တို့တွေလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း